ကျမတို့ဆောင်းမွေးတစ်ခုကိုဝင်ပြေတော့မယ်ဆိုလို့ရှိရင်ဒီဆောင်းမွေးပွဲမှာဘယ်လိုမျိုးပုံစံမျိုးတွေမေးတတ်တယ်ဘယ်လိုမျိုးကျမတို့လေးလာသုံးသပ်ရမယ်ဆိုတာကိုလေးလာပြင်ဆင်ရမယ်ဆိုတာကိုသိထားဖို့လိုအပ်တယ်เนาะအဲ့လိုမသိထားဘူးဆိုလို့ရှိရင်ကိုလေးလာဒါကကိုဒီစာကိုတော့လေးလာတာပဲလေဒါပေမဲ့မေးတဲ့မေးခွန်းပုံစံကွာသွားတာနဲ့အများကျမတို့ဖြေရတဲ့ဟာကွာသွားတယ်ဆောင်းမွေးပွဲတိုက်ဖြစ်တဲ့အတွက်ကြောင့်ဆောင်းမွေးပွဲမေးခွန်းမှာပါတာကိုဖြေနိုင်မှသာကျမတို့ကအမှတ်ရမှာဖြစ်တယ်ဆောင်းမွေးပွဲအောင်အောင်မှုကလည်းဆောင်းမွေးမေးခွန်းပေါ်ကိုဖြေနိုင်တာမဖြေနိုင်တာနဲ့သုံးသပ်တာဖြစ်တယ်အဲ့ဒီအတွက်ဆောင်းမွေးပွဲမဖြေနိုင်လို့လေကိုဒီစာကိုမရဘူးလို့ယူဆလို့ရတာတော့မဟုတ်ပါဘူးဒါပေမဲ့ဆောင်းမွေးပွဲဖြေမယ်ဆိုလို့ရှိရင်เนาะသူ့ရဲ့တတ်မှတ်ချက်သူ့စီမင်းစီကံသူ့တင်တန်းမှာရှိရမယ်အကြောင်းချက်တွေကိုကိုကတော့ဒီဆောင်းမွေးပွဲအောင်မြင်ဖို့အတွက်ရေးလာသုံးသပ်ထားဖို့လိုအပ်တယ်level 1မှာကျမဘာတွေးလိုက်လဲဆိုတော့ level 1နှုန်းကကျမတို့ကကိုအရေးကြီးတယ်လို့ထင်တဲ့စာတွေကိုထုတ်လုပ်လိုက်တယ်မေးလို့ကောင်းတယ်မေးခွန်းမေးခွက်ရှိတယ်ဆိုတဲ့အကြောင်းချင်းရာတွေကိုအကုန်လုံးထုတ်ပြီးချက်တယ်ဒါပေမဲ့မေးခွန်းမှာဘာတွေပါလာလဲဆိုတော့ကိုအရေးမကြီးလို့ထင်တဲ့အကြောင်းအရာတိတိလေးတွေကိုထုတ်လုပ်ပြီးတော့မေးထားတာတွေရှိတယ်အဲ့တော့နောက် level တစ်ခုကိုပြင်ဆင်တဲ့အချိန်ကြတော့ကျမတို့စာတွေကိုလုံးစည်းပတ်စီခြုံငုံပြီးအကုန်လုံးပြီးမှရမယ်ဆိုရယ်ခံချက်ရသွားတယ်နှုတ်ထုတ်တဲ့အခါမှာအဲ့ဒီခုနလိုမျိုးသေးသေးလေးတွေဟာအစမကြံခဲ့ရတဲ့နှုတ်မျိုးထုတ်ဖို့လိုအပ်တယ်ဆိုတာကိုသိသွားတယ်အဲ့တော့နောက်ဒုတိယ level မှာကျွန်မရှိသမျှနှုတ်တွေကိုနှုတ်ထုတ်တဲ့အချိန်ကြတော့ဒီစာအုပ်ထဲမှာပေါ့နော်ကျတဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းအရာအချက်အလက်တွေအကုန်လုံးပါအောင်ထုတ်တယ်တရားဟောတာစောင်းကပြန်တဲ့ဆောင်ကတရားဟောတဲ့စာဖြစ်တဲ့အတွက်ကြောင့်တရားဟောတဲ့အခါမှာတရားနာပိသက်နားမလည်မှာဆိုတဲ့အတွက်ကြောင့်ရှေ့မှာဟောပြီးသားဟာကိုပြန်ကောက်ပြီးဟောထားတာတွေရှိတယ်အဲ့တော့နှုတ်ထုတ်တဲ့အချိန်ကျတော့ကျမတို့ကတူပြီးထက်နေတဲ့ဟာတွေကိုဖယ်ပြီးတော့တစုစည်းပေါ့နော်အစင်လိုက်ကလေးထုတ်မယ်အကြောင်းချက်ရောနေတာလေးတွေကိုတစုတစည်းတည်းဖြစ်ကိုညံတဲ့ကိုလွယ်လွယ်ကူကူဝင်သွားအောင်ပေါ့နော်ပြဋ္ဌာန်းစာပုတ်ကိုဒီတိုင်းဖတ်တာတဲ့စာရင်နှုတ်ကိုဖတ်လိုက်တာရှင်းလင်းပြီးတော့လွယ်လွယ်ကူကူသိနိုင်တဲ့နှုတ်မျိုးကိုထုတ်တင်တယ်နှုတ်ထုတ်တဲ့အခါမှာလေ